ဆရာမြင်လို့ခေါ်ပေးပါလေဆရာအချမ်းမြင်ရနေတဲ့လူတွေမဟုတ်ဘူးပညာရက်နဲ့တွက်ချက်စစ်ဆေးပြီးတော့မှလမ်းညွှန်ပေးရတဲ့အလုပ်အဲ့ဒါကိုခင်ဗျားတို့ဗေဒမေးတဲ့လူတွေအရင်သိရအဲ့လိုမှမဟုတ်ခင်ဗျားတို့အလိန်ခံရတော့မှာသိလားဥပမာဗေဒမေးတဲ့ဆိုတာမေကွန်တိကြရတယ်ဆရာကျမနိုင်ငံသားသွားခြင်းနဲ့ကျမစာမွေးပွဲအောင်ခြင်းနဲ့ကျွန်တော်သင်မောလိုက်ခြင်းနဲ့ကျွန်တော်ရှေ့နေဖြစ်ခြင်းနဲ့ကျွန်တော်ဒီစာမွေးပွဲတွေလုပ်နေကျွန်တော်ဒီအလုပ်တွေလုပ်နေတယ်အဲ့အောင်မြင်မလားအားလုံးပြန်လာပါခင်ဗျာကျွန်တော်တို့မြန်မာသုတ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုမှာဆိုရင်ဖြစ်ကျွန်တော်တို့မိတ်ဆွေတို့ဘူသုတအကျိုးတစိုးတရားရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့ကျွန်တော်နဲ့အတူတူဆုံးအောင်လိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဘေးရင်ဘာကြောင့်မေးရတာလဲဘေးရင်ဆရာဟာဘလို့လိန်တာလဲသိကျင်လားသိကျင်ဒီဗီဒီယိုဖိုင်ကြည့်သွားကျုပ်ပြောပြအောင်နံပါတ်1ဘေးရင်မေးတဲ့သူဘက်ကနေကျုပ်အရင်ပြောမယ်ဒါအားလုံးတော့ပြောနေတာဘေးရင်မေးတယ်ဆိုတာဆရာရဲ့ကျမလေးအိမ်တော်ရေးစီးပွားရေးကိစ္စတွေကျမရဲ့ကိစ္စတွေဆရာမြင်လို့ခေါ်ပေးပါလေဆရာအချမ်းမြင်ရနေတဲ့လူတွေမဟုတ်ဘူးပညာရက်နဲ့တွက်ချက်စစ်ဆေးပြီးတော့မှလမ်းညွှန်ပေးရတဲ့အလုပ်အဲ့ဒါကိုခင်ဗျားတို့ဗေဒမေးတဲ့လူတွေအရင်သိရအဲ့လိုမှမဟုတ်ခင်ဗျားတို့အလိန်ခံရတော့မှာသိလားဥပမာဗေဒမေးတဲ့ဆိုတာမေကွန်တိကြရတယ်ဆရာကျမနိုင်ငံသားသွားခြင်းနဲ့ကျမစာမွေးပွဲအောင်ခြင်းနဲ့ကျွန်တော်သင်မောလိုက်ခြင်းနဲ့ကျွန်တော်ရှေ့နေဖြစ်ခြင်းနဲ့ကျွန်တော်ဒီစာမွေးပွဲတွေလုပ်နေကျွန်တော်ဒီအလုပ်တွေလုပ်နေတယ်အဲ့ဒါအောင်မြင်မလားဒီဆရာဖြစ်တဲ့သူကပေးတယ်မင်းမွေးတဲ့ကိပြောနေနာငါပညာရက်နဲ့တွက်ချက်ပြီးဖြောင်းတွက်ချက်ပြီးဟာငါကြီးရေးကြည်ထန်တော့ဗေဒင်ဆရာအစ်စ်တွေဟောဖို့ဟောနေငါကြီးရေးဘယ်လားဘယ်ချိန်ဘယ်ကာလမှာတော့မင်းကဟာနိုင်ငံသားကပွင့်ပြီးတော့ဘယ်ချိန်ဘယ်ကာလမှာတော့မင်းကနိုင်ငံသားကမပွင့်ဘူးကွာဘယ်ချိန်ဘယ်ကာလမှာတော့မင်းဘာလုပ်သိနေကွာမလုပ်သိဘူးကွာဆိုပြီးတော့အဲ့လိုခေါ်တာဗေဒင်ပညာကဘလုံးချီတော့ခေါ်ရတာမဟုတ်ဘူးဘလုံးချီတော့ခေါ်ပြီးဆိုအဲ့ကောင်လူလေးအဲ့တိခါခင်ဗျားတို့ဘက်ကလည်းဗေဒင်မေးတက်အောင်မေးရတယ်နောက်ဗေဒင်ဆရာဆိုတာအားကိုးရတဲ့လူမဟုတ်ဘူးကိုးကွယ်ရတဲ့လူမဟုတ်ဘူးခင်ဗျားတိုင်ပင်ရတဲ့လူဗေဒင်ဆရာဆိုတာတိုင်ပင်ရတဲ့လူဟိုတော့ပညာရှင်ကြီးတွေဟာမင်းခံမင်းနာနဲ့တိုင်ပင်ခံပုဂ္ဂိုလ်တွေဖြစ်တယ်ဘာကြောင့်ပုဂ္ဂိုလ်တွေဖြစ်တာလဲတဲ့တိုင်ပင်တယ်ဆိုတဲ့စကားလုံးကလည်းကားပြောတာမဟုတ်ဘူးနော်ကိုဘဝအတွက်အရေးကြီးတဲ့အရာတွေကိုဘုဒ္ဓရကြွယ်ဝပြီးတော့တကယ်နားလေတက်ကျွမ်းပါတယ်ဆိုပြီးတော့ကိုကယုံကြည်ပြီးတော့တိုင်ပင်တာဆရာကျွန်တော်တို့ဒီအလုပ်ကိုလုပ်ချင်နေတာအဲ့ဒါအဆင်ပြေမလားဆိုပြီးတော့ခင်ဗျအကြံဉာဏ်ယူတာလေဟုတ်လားဘေးဆရာဆိုတာကလည်းဗာပေးရတယ်သူ့ရဲ့ပညာနဲ့တွက်ချက်ပြီးတော့အကြံဉာဏ်ပေးရအဲ့ဒါဆရာစစ်တယ်ဆရာအမှန်နဲ့လုပ်တဲ့အလုပ်ဆရာလူလိန်နေဘလို့လုပ်တယ်လဲပြောမယ်ခုကြားဖြတ်နေလဲပေါ်နေတာအများကြီးပဲဘယ်လာမှာတော့ပရိုဖိုင်နဲ့လာလိမ့်မယ်ဘယ်နည်းနဲ့သားသမီးဟာကံကောင်းနေပါပြီတဲ့ခင်ဗျအဲ့ဒါဝလုံးချစ်တော့ခေါ်တာလေခင်ဗျတို့လည်းသိနေတာပဲအဲ့ဘာလို့ယုံနေတာဘယ်ရက်မှာတော့ဘယ်နည်းနဲ့သားသမီးကံကောင်းနေပါပြီတဲ့အဲ့ဝလုံးချစ်တော့ခေါ်တာလေကဘာမှာလူဦးရေမီလီယံချီပြီးရှိတယ်အဲ့တော့ခဲတစ်လုံးထဲနဲ့ငှက်တအုပ်ကြီးထဲကိုပစ်ထည့်လိုက်မယ်ဗျာကြက်တဲ့လူထိဟာအဲ့တော့မဟာဆရာမှန်လိုက်တာအဲ့ဒါဘေးတွေမဟုတ်ဘူးအဲ့ဒါရှောက်ပြောတာခင်ဗျာတို့သိဖို့လိုတယ်နောက်ဘေးရင်ဟောတဲ့နေရာမှာမေးတဲ့သူကလည်းတိတိကျမေးသလိုဖြေတဲ့သူကလည်းတိတိကျဖြေရတယ်ဘယ်နေ့ဘယ်ချိန်မှာဘာဖြစ်ချင်လဲအဲ့ဒါဆရာဖြစ်မလားလို့မေးရင်ဆရာဖြစ်တဲ့သူကလည်းဘယ်နေ့ဘယ်ချိန်မှာဘာဖြစ်မယ်မဖြစ်ဘူးလို့ဖြေတာအဲ့ဒါဘေးရင်ဆရာအစ်စ်တွေဘေးရင်ဆရာဆိုတာဟာပညာနဲ့တွက်ချက်ပြီးတော့အကြံပေးတာခင်ဗျားတို့ကိုးကွယ်ဖို့ပြောနေတာမဟုတ်ခင်ဗျားတို့ယုံကြည်ဖို့ပြောနေတာမဟုတ်ဘူးအကြံပေးလမ်းညွှန်နေတာခင်ဗျားတို့သိဖို့လိုတယ်ဘေးရင်ဆရာလူလေးတွေကအဲ့လိုမဟုတ်ဘူးဖြစ်ပါလိမ့်မယ်ဖြစ်လိမ့်မယ်ဘယ်တော့လောက်တော့ဘာလီဖြစ်နေတာဆိုပြီးတော့ခင်ဗျားတို့စကလုံးကနေကောက်ပြီးတော့ခြေရခံပြီးတော့ခင်ဗျားတို့ကိုလိန်စားသွားမှာရေရဖို့သိချီတောင်းသွားမှာခင်ဗျားတို့သိလားဒါခင်ဗျားတို့အတွက်အကျိုးရှိဖို့ကြိုပြောပြနေတာကျွန်တော်ရိုင်းတယ်လို့မြင်လို့ရတယ်လူဆိုတာဘလို့မြင်ကျွန်တော်လို့ကျွန်တော်လုပ်တာကျွန်တော်ဘေးရင်ဆရာဖြစ်တယ်ကျွန်တော်ဘေးရင်ပညာကိုနားလဲတယ်တက်ကျွမ်းတယ်ကျွန်တော်တပည့်တွေကိုကျွန်တော်အားလုံးကိုဆွဲခေါ်တယ်ဒီဘေးပညာတွေသင်ပေးတယ်ကျွန်တော်နီးစက်တဲ့သူတွေအကုန်လုံးကိုလမ်းညွှန်ပေးတယ်လိမ်မခံရအောင်လို့ပညာဆိုတာဒါဆိုတာကိုပြချင်လို့ဒီဗီဒီယိုဖိုင်လုံးနေတဲ့ဆိုတာကကျုပ်ဘေးပညာကိုစောက်ရှောက်နေတာဘေးအတိုင်းဝိုင်းကျိုးစောက်ရှောက်နေတာပဲ
အားကြောင့်ဆောက်ရှောက်တာလေတဲ့ဒီပညာနဲ့ကျုပ်ထမင်းစားနေတာဒီပညာနဲ့ကျုပ်လူများတွေကိုလိမ်မှုလိမ်လို့မရဘူးလိမ်ရင်ကျုပ်ခင်ဗျားတို့ရဲ့အပူစားတွေကျုပ်စားရတယ်ဘာပေါက်လာမလဲပြောပြမယ်ကဲဒါကဘေးရင်ဘလို့မေးရမလဲနဲ့ဘေးရင်လူလိမ်နေအကြောင်းပြောပြပါပြီဆိုတော့အခုပြောမှာကညီငယ်ညီမငယ်တို့ဘေးရင်ပညာဆိုတာဘယ်လောက်ထိသိမ့်မွေးလဲဆိုတော့ပြောပြမယ်နားထောင်ကျွန်တော်အင်္ဂါဝိဇ္ဇာပတ်စင်1 2 3 4 5ဖွင့်ပြီးသွားပြီဒါတော့2ကြိမ်ဖွင့်ပြီးသွားပြီသင်တန်းမှာအနည်းဆုံးသင်တန်းသားဥယျာဉ်ဟာပတ်စင်သင်တန်းတစ်ခု60 80ထပ်မှရှိတယ်မဟာဘုသင်တန်း2ကြိမ်ဖွင့်ပြီးသွားပြီအဲ့ဒီမှာသင်တန်းသားရာကျော်ရှိတယ်အဲ့ရာကျော်ဆိုတဲ့သင်တန်းသားတွေအကုန်လုံးကပါချီတစ်ခေါက်မှမပေါငချက်တွေမပေါဘူးပညာရှင်တွေနော်ပညာရှင်တွေကြီးပဲပညာကိုယူတတ်တဲ့သူတွေကြီးပဲပါတာပညာအစစ်မှန်ကိုရှာဖွေတဲ့သူတွေကြီးပဲပါတာကျွန်တော်အဲ့မှာကျွန်တော်တို့အဖွဲ့မှာအမြဲတမ်းဆွေးနွေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့သင်ပြီးသွားပြီဆိုတာနဲ့သင်ရုံညွှန်းနဲ့သင်ပြီးဆိုတာနဲ့ဒီ Messenger group မှာဖြောင်းနဲ့ကျွန်တော်တို့ဆွေးနွေးတာကြိုက်တဲ့လူကြိုက်တာမေးကြိုက်တဲ့ဆရာကြိုက်တယ်လို့ဖြေအဲ့လောက်ထိခွင့်ပေးပြီးတော့မေးထားတာအဲ့ထက်မှကျွန်တော်ရဲ့လရင်တပည့်ကြီးဖြစ်တဲ့ဆရာတကုံးရောက်ဆရာမင်းမြတ်သိန်းကျော်ဆရာမမောင်နိုင်ဆရာမောင်ကောင်းဆရာလွမ်းဝင်းအောင်ဆရာဝေဟင်စိုးအစရှိတဲ့ဆရာတွေဟာပြင်နိုင်ဖြေပေးနေတဲ့လူတွေတနေ့ပြောပြအောင်မယ်ဆရာတကုံးရောက်ဟာကျွန်တော်တို့ဒီသင်တန်းသားအယောက်100ကျော်ရှိတဲ့မဟာဘုတ်ဂရုထဲကိုဝင်ပြီးတော့မေးခွန်းတစ်ခုမေးတယ်ဆရာတဲ့ဒီနေ့တဲ့ကျွန်တော်စီကိုတဲ့ဘေးရင်မေးမဲ့လူ2ယောက်လာတယ်တဲ့လာတဲ့လူကဘေးရင်မေးမဲ့သူရဲ့ဝတ်ထားတဲ့အယောင်ကိုပြောပါတယ်ခင်ဗျားတို့သေချာမှတ်ထားတော့ဘေးရင်ဘယ်လိုမေးလဲဆိုတော့တွေ့လားတိကျတဲ့မေးခွန်းရှိရတယ်တိကျတဲ့မေးခွန်းရှိရတယ်သူမေးသွားတာကြည့်တဘုံအောင်မေးသွားတာကြည့်ဆရာကျွန်တော်စီကိုဘေးရင်လာမေးမဲ့သူလာတယ်မယ်အဲ့လာမေးမဲ့သူ2ယောက်လာတယ်အဲ့လိုဝတ်လာတဲ့အယောင်ပြောပါတယ်ဘေးဘုံမေးနီးတော့ကဲဘေးရင်ဆရာဖြစ်တဲ့သူကတန်းကနေဖြေချဖြစ်တယ်ဘာယောင်ဝတ်လာတယ်ဘာယောင်ဝတ်လာတယ်ဘာယောင်ဝတ်လာတယ်တဲ့ဖြေတာသူမှန်တာသားထားပညာဆိုတာမှားတာရှိတယ်မှန်တာရှိတယ်အဲ့ထဲမှာကျွန်တော်ဘလို့ဖြေခဲ့တယ်ဆိုတာကိုနမိတ်ပညာခန်းကိုသင်လို့စားပေးတော့မယ်နားတော့အဲ့မှာပြောရတဲ့စကားလုံးကရှားတဲ့ကျွန်တော်စီကိုလူ2ယောက်ဘေးရင်လာမေးတယ်သူကဘာယောင်ဝတ်လာလဲအားလုံးဖြေပေးပါတယ်သင်္นานသားအယောက်100တော့ကြော်ဖြေရတာပေါ့ဗျာအဲ့မှာကျွန်တော်ကခေါင်းဆောင်ဆရာဆိုတော့ကျွန်တော်သင်္นานဆရာဆိုတော့သူတို့ကိုမှားလို့မရဘူးလေကျွန်တော်မှရင်ဂွမ်းဝါးမှာလေဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်လွယ်လွယ်ကူကူဖြေပေးခဲ့တယ်သူဝတ်လာတဲ့အယောင်ကအနက်ရောင်များပါတဲ့အယောင်ကိုဝတ်လာနိုင်မယ်အားလုံးဖြေလို့ပြီးသွားတဲ့ခါကျတော့ဆရာတကွန်ရောင်ကပြောတယ်ဟုတ်ပါတယ်တဲ့ဘေးရင်လာမေးသူအဓိကလာမေးသူဟာထမိန်အနဲ့ရောင်နဲ့အညီအညူပုတ်ရောင်ဝတ်လာခဲ့ပါတယ်တဲ့ရှင်းနော်ပညာဆိုတာဒါပဲအဖြစ်ဆိုတာဒါပဲအဲ့မှာဘာဖြစ်လို့သူတို့တွေကဖြေရလဲဆရာကဘယ်လိုမျိုးကောက်ယူလာလဲဆိုတော့ကျွန်တော်သင်္นานသားတွေအကုန်လုံးဝိုင်းမေးတယ်ဝိုင်းမေးတော့ကျွန်တော်တခုံးနဲ့ပြောလိုက်တယ်တကုံရောင်ကွာလို့ခီးတွေပတ်သွားပြီးတော့ဂရုထဲကိုမရောက်တာတလားကြော်ပြီလို့အခုမှလာပြီးရုတ်တရက်လာပြီးတော့ပေါ်လာပြီးကောက်မေးတာကွာလို့ငါဘာလို့နမိတ်ရှာစရာလဲမလို့ကွာပြီးတက်သိန်းရှာစရာမလိုဘူးလို့ပြောတဲ့စကားလုံးပြောတဲ့လူမှတည်းငါတို့နမိတ်ယူပြီးပြောရတာအဲ့ဒါဟာမှန်းဆရမ်းစာပြီးပြောတာမဟုတ်ဘေးဒီပညာကိုနားလဲတဲ့လူမှသိတာအဲ့လောက်သိဖို့ကိုကျန်းစာအုပ်တွေအများကြီးဖတ်ရတယ်ဘေးဒီတွေအများကြီးသင်ရတယ်ပညာရက်တွေအများကြီးလေ့လာပြီးတော့မှဒါဟာဒီလိုလေးပါလားလို့သိသွားတာနားလေလားအဲ့တော့တကုံရောင်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုပဲကျွန်တော်နမိတ်ယူလိုက်တာလာမေးတဲ့သူကတကုံရောင် तू ကပျောက်နေတာကြာပြီဖြစ်တော့ပြန်ပေါ်လာတယ်ပြန်ပေါ်ပြီးလာမေးတယ်ဆိုတော့တကုံရောင်လီဒါစနေကလေးစနေဒီအနက်ရောင်ပိုင်ဆိုးတယ်လေပြီးတဲ့ခါကျနောက်ကရောင်ဆိုတာယာဟုနံလေပြီးပြီလေမှိုင်းညို့တဲ့အယောင်လေကျွန်တော်တန်းဖြေလိုက်တယ်လေအနက်ရောင်များအယောင်များပါတဲ့အယောင်လို့ဖြေလိုက်တယ်ကွက်တိပဲအလုံးမှန်သွားတယ်အဲ့ဒါဘာလဲတဲ့ပညာကိုတကယ်တက်သွားတဲ့သူတွေဟာဒီလိုဖြေတယ်ဒီလိုလုပ်တယ်ဆိုတော့ခင်ဗျားတို့သိစေချင်တာညီငယ်ညီမငယ်တို့ကိုလည်းသိစေချင်တာဘေးဒီပညာဆိုတာဒီလိုရှိတယ်ငါပေါ်တယ်မဟုတ်ဘူးအဲ့ဒါကိုသိစေချင်တာဘေးဒီဘယ်လိုမရမလဲကိုရင်သိအောင်လို့အဲ့စာကြောက်တောင်တီမှာဟိုနောက်ပြီးတော့ဒီတက်တော့တာဖြစ်တယ်အဲ့ဒီထဲမှာစာကြောက်ထမ်းမှာမိန်းနဲ့ရန်2ပါးကိုသင်ပေးမယ်ဒီနေရာကနေမိန်းနဲ့ရန်ကိုသင်ရင်မင်းလူတွေကိုဒီလိုလုပ်လို့ရတယ်ဘဝကိုဒီလိုလုပ်လို့ရတယ်မှတ်ထားအဲ့တော့ဘေးရင်ကျန်းကိုကြည့်ပြီးတော့မှန်တယ်လို့ဘယ်တော့မှတည့်ရည်မြူစားနဲ့ဘေးရင်ကျန်းထဲဟာတွေကမှန်ပါတယ်လို့တည့်ရည်ယူဆိုင်အကောင်ပညာမတတ်လို့ပဲ
ဘေးရင်တကယ်တက်တဲ့လူကပတ်ဝန်းကျင်မှာပညာရှာတယ်လူဘဝထဲမှာပညာရှာရတယ်အဲ့ဒါဘေးရင်တက်တာပဲဘေးရင်မှာရှိတဲ့နီးစနစ်တွေမှန်သမျှကိုလူဘဝပတ်ဝန်းကျင်မှာလိုက်လေ့လာပြီးတော့ဆန်းစစ်သူစနာလို့အကောင်ဘေးရင်တက်တယ်ကျန်းထဲမှာပိတ်နေအကောင်ဘေးရင်မတက်ဘူးကျန်းထဲမှာရေးထားတယ်မိတ်တီကောင်းတယ်ရန်တီဆိုးတယ်တဲ့ကိုဘဘလို့တင်ထားပေးလေမိတ်တီတစ်ခါတည်းမှာစိုးစေတယ်တစ်ခါတည်းမှာကောင်းစေတယ်ရန်တီတစ်ခါတည်းမှာကောင်းစေတယ်တစ်ခါတည်းမှာစိုးစေတယ်ရန်တီတွန်းအားမိတ်တီဆွဲအားသင်ပေးခဲ့ဘူးလားကိုဘသင်ပေးထားတာနော်ဒါဘဝအတွေ့အကြုံနဲ့သင်ပေးတာဟာကိုဘရလေဘောမင်းပြောတာမဟုတ်နိုင်ပါဘူးဥပမာပြမယ်တခြားကြည့်ကျွန်တော်တို့ celebrity တို့ကြည့်လိုက်လေ celebrity တွေလုံးတဲ့အလုပ်တွေကိုကြည့်လိုက်အောက်က comment တွေကဆဲမယ်ကြိုက်တဲ့လောက်ဆဲသူတို့က celebrity ဖြစ်သွားတယ်အဲ့ဒါရန်ရဲ့တွန်းအားဗျရန်ရဲ့တွန်းအားကြက်ဆဲမယ်ကြက်ပြဿနာရှာမယ်အဲ့လိုလုပ်တဲ့ခါကျတော့ဒီ celebrity ကလူသိရောစင်မောတော်ကောက်လိုက်တဲ့ခါကျတော့သူကစီးပွားရေးတွေဖြစ်ကောစီးပွားရေးဖြစ်တဲ့ပုံမှာစီးပွားမြဲခြင်းမမြဲခြင်းသူတို့ငြိမ်နေပဲဆိုင်တယ်အဲ့ဒါမင်းတို့အလုပ်မဟုတ်ဘူးငါဘေးတင်တင်နေတာအဲ့တော့ရန်ဒီတွန်းအားတခါတည်းမှာကောင်းအားကိုဖြစ်စေတယ်ဆိုတာအဲ့ဒါဆဲပါများတော့ view တက်တယ်ကွာ comment တွေရေးပါများတော့လူသိတယ်ကွာပြီးတော့ပွဲဖြစ်တဲ့ခါကျတော့လူသိရောအဲ့ဒါရန်နေမဟုတ်ဘူးလားဟမ်ရန်နေမဟုတ်ဘူးလားဥမာအောင်ခန်းပိုင်တို့ကိုကြည့်ကွာဟမ်အေမီဆန်တို့ကိုကြည့်ကွာရန်တက်တွေလေးမဟုတ်လားသူတို့အောက်ကိုကွန်းမှတ်မှာလေဟုတ်လားပြောချင်တာအောက်ကကြက်ဆဲလေးတွေအောက်ကကြက်ဝေးပန်းတိုက်ခိုက်လေးသူတို့ဟာလူပိုသိပြီးတော့အောင်မြင်သွားပြီးတော့ကြီးဝါချမ်းသာတဲ့လူဖြစ်လေးပဲဒါကြောင့်ရန်ဒီတစ်ခါတည်းမှာတွန်းအားအကောင်းစေတယ်ဆိုတာပြောတာကိုဘဝကိုကောင်းစေတယ်လို့ပြောတာနားလေထားမိတ်ဒီတစ်ခါတည်းမှာစိုးစေတယ်အဲ့ဟာကိုပြောလို့ဘေးရင်ဆရာတွေငပေါ်တွေကလုံးဝမကြိုက်ဘူးမိတ်ဆိုရင်ကောင်းမယ်လို့ပဲပြောတာအဲ့ငပေါ်တွေဒီလားဘေးရင်ဆရာငပေါ်တွေဒီနေ့တစ်ခါတည်းပြောလိုက်မယ်မင်းတို့မိတ်ဟာတစ်ခါတည်းမှာစိုးစေတယ်မင်းတို့ရဲ့နောက်ကျောင်းကိုဓာတ်နဲ့ထိုးသွားတာတွေအဲ့ဒါမိတ်ရင်းနေပဲမင်းတို့ရဲ့ဘဝတွေကိုနောက်ကျောင်းဖော်သွားတာလေအဲ့ဒါမင်းတို့ရဲ့မိတ်ရင်းနေပဲသိချစ်ပါတယ်ဆိုတဲ့မိဘတွေကအစသိချစ်ပါတယ်ဆိုတဲ့သားသမီးတွေကအစအဲ့ဒါမိတ်တွေနော်အရန်ချစ်ပါတယ်ဆိုတဲ့အိမ်အောင်ဘက်တွေအရန်ခင်ပါတယ်ဆိုတဲ့တငယ်ချင်းတွေကမင်းတို့ရဲ့နောက်ကျောင်းကိုဖော်ပြီးတော့မင်းတို့ချန်နေသွားတာအဲ့ဒါမိတ်လုံးလို့ပြတ်တာလေးကွာမိတ်ချက်လို့ဘဝပြတ်တာလေးကွာဒီလိုမျိုးပဲမိတ်ရန်တဲ့နှစ်ပါးကိုကောင်းကောင်းအသုံးချနိုင်ပြီဆိုရင်ဒီလူဟာကြီးပွားချမ်းသာတယ်ဒီနာမှာပတ်သက်ပြီးတော့ပြောအောင်မယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဆဲပါစေလို့တော့ဆူတောင်းတာမဆဲပါဆိုလို့သွားပြီးညှို့ခေါ်နေရတဲ့ဘဝတော့ရောက်နေတယ်သိလားငါ့လက်ဆဲပါကွာဆိုပြီးတော့ပြောချင်တာအဲ့ဒီနေရာမှာတနာစရာကောင်းတဲ့သားကောင်လေးတွေကဘယ်သူတွေလဲလို့မေးတော့ပညာမတတ်တဲ့ဟိုငဘောအုပ်စုတွေပေါ့ကွာဆရာလိုဘာလို့ငဘောအုပ်စုတွေပေါ့သူတို့ကမသိဘူးကိုမအောင်မှမန်းနေဆဲတယ်ကြိုက်တယ်လေဒီကောင်တွေပဲ mention လိုက်ခေါ်ပေးနေတာအဲ့ဒါမှတ်ထားရန်ဒီတစ်ခါတည်းမှာတွန်းအားကိုလူပိုသိစေတယ်အောင်မြင်စေတယ်မင်းဘေးတွေမတက်ပဲနဲ့ဒီဟာတွေကိုမင်းသွားပြီးလုံးလို့မရဘူးလေသူ marketing က marketing တက်ပဲတို့ကဘေးရင်ဆရာဆိုတော့ဘေးရင်စကားပြောတာတော့ပြောချင်တာကဒီနေရာကနေကျွန်တော်မိတ်ဆွေတွေရန်ဒီတစ်ခါတည်းမှာတွန်းအားကောင်းအားကိုဖြစ်စေတယ်ကြက်တိုက်ခိုက်လေကြက်အောင်မြင်အောင်ကြိုးစားမိတ်ဒီတစ်ခါတည်းမှာစိုးစေတယ်မင်းသိတတိထားတော့မယ်မိတ်ကြက်များရလာပြီဆိုရင်မင်းနောက်ကျောဖော်မဲ့လူမင်းနောက်ကျောဓာတ်နဲ့ထိုးမဲ့လူတွေရောက်နေတယ်လို့မင်းမှတ်ထားလိုက်မင်းတတိထားလိုက်တော့မထိုင်မင်းဘဝပြဖြတ်သွားလိမ့်မယ်လောကမှာရန်သူကြောင့်ဒုက္ခမရောက်ဘူးမိတ်တွေကြောင့်ပဲဒုက္ခရောက်တယ်အဲ့မြင်မထားဒီလူဟာရန်သူပါဆိုရင်တို့မျက်ခြေပြက်လို့မရဘူးဒီလူစောက်ကြည့်တဲ့အတွက်ဒီလူလုံးလို့မရဘူးဒါပေမဲ့ဟာဒီလူကငါ့ရဲ့စိတ်ချဆုံးတငယ်ချင်းပါကွာငါ့ရဲ့စိတ်ချဆုံးငါ့ရဲ့သားသမီးပါကွာငါ့ရဲ့အိမ်တော်ဘက်ပါကွာငါ့ရဲ့မိဘပါကွာလို့လည်းပြောအဲ့ဒီချစ်ကားပါတယ်ဆိုတော့မိတ်ရမင်းရဲ့နောက်ကျောင်းဖော်သွားတာဒါကဘေးရင်တဲ့ဒီလိုအသုံးချလို့ရတယ်ဘေးရင်ကိုမယုံဘူးဆိုတဲ့ငပေါ်တွေမယုံနဲ့ဘေးရင်ပညာကိုတတ်သွားရင်ဒီလိုအသုံးချလို့ရတယ်ဆိုတာမင်းတို့ကိုဒီနေရာကနေပြောချင်တာအားလုံးပဲချစ်တယ်ကဲလူချင်းမင်းတို့ဒီဗီဒီယိုကြည့်ပြီးဆိုရင်ဖြစ်ဘယ်လိုမျိုးတော့တတ်ချင်ပါလဲခင်ဗျာကိုယ်ထင်ကိုယ်နေကိုယ်ခိုင်ချက်ကိုcomment မှာရေးသားပေးလို့ရပါတယ်ခင်ဗျာကျေးဇူးပေးတဲ့တယောက်စီလည်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဆိုကျွန်တော်တင်ရဗီဒီယိုလေးမလို့တက်ကြည့်ရအောင် subscribe follow လုပ်ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ